ဒီသုံးခုပေါင်းတာနဲ့ဒီ banner တစ်ခုလုံးရဲ့ price တက်ကိုပို့ပြီးတော့ကျော်လွန်နေပါပြီဒါ present ရှင်းပြတာပေါ့နော် Microsoft ကသူ့ဒေသနာပြုခိုင်းထားတဲ့ research paper တစ်ခုမှဆိုရင်လည်းပေါ့နော်ဒီ business plan ရဲ့ ROI က223ရာခိုင်နှုန်း net present value လို့ခေါ်တဲ့ NVP က$6,310,000တန်ဖိုးရှိတယ်ပေါ့နော်မင်္ဂလာပါခင်ဗျာဒီနေ့ဗီဒီယိုမှာတော့အသေးစားနဲ့အလတ်စားစီးပွားရေးလုပ်ငန်း SMB တွေအတွက် Microsoft 365 Business Standard Plan ရဲ့ cost နဲ့ return on investment လို့ခေါ်တဲ့ ROI အကြောင်းအသေးစိတ်ရှင်းပြပေးတော့မှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးအနေနဲ့ Microsoft 365ရဲ့ Business Standard Plan မှာပါတဲ့လူတွေသိမသိသေးတဲ့ apps တွေအကြောင်းကိုရှင်းဆုံးရှင်းပြပေးချင်ပါတယ်ပုံမှန် apps တွေဖြစ်တဲ့ Word, Excel, PowerPoint တွေကတော့အကုန်လုံးသိထားပြီးသားဖြစ်မယ်လို့ထင်ပါတယ် Professional report, contract နဲ့ proposal တွေအတွက်ကိုတော့ Microsoft Word ကိုသုံးကြပါတယ် Excel ကတော့ accounting နဲ့ data analysis ပိုင်းအတွက်ကိုသုံးကြတယ် PowerPoint ကိုတော့ product presentation တွေ company profile တွေနဲ့ customer meeting တွေမှာတော့ presentation တွေလုပ်ဖို့အတွက်အသုံးပြုကြပါတယ် Microsoft Outlook မှာဆိုရင် email, contact နဲ့ calendar တွေအကုန်လုံးတနေရာထဲမှာစီမံခန့်ခွဲလို့ရတယ်သူ့ရဲ့သုံးဝင်တဲ့ချက်က organization တွေက member တွေရဲ့ calendar တွေကိုချင်းချင်းပြန်ပြီးတော့ share ထားလို့ရတယ်ဒါကဘယ်လိုနေရာတွေမှာအသုံးဝင်လဲဆိုရင်တခြား department ကတရားရုံးနဲ့ meeting လုပ်ချင်တယ်ဆိုရင်သူ့ရဲ့ share ထားတဲ့ calendar ကိုကြည့်ပြီးတော့လွတ်တဲ့အချိန်မှာ appointment လုပ်လို့ရတယ်ဒါကတော်တော်လေးအဆင်ပြေပေါ့နော် Microsoft OneNote မှာတော့ creative idea တွေ meeting last minute တွေကိုစနစ်တကျ organize လုပ်ထားလို့ရပါတယ် device မျိုးစုံဆင်းဖြစ်တဲ့အတွက်လွယ်တကူအချိန်မရွေး real time access ရပါတယ် Business Standard Plan မှာလူတွေသိမသိကြတဲ့ Microsoft Access က Customer Info, Inventory နဲ့ Project Tracking တွေကို database အနေနဲ့စနစ်တကျ manage လုပ်ဖို့နေရာမှာအသုံးဝင်ပါတယ် Stock Provider B2B တွေမှာဥပမာ Convenience Store တို့ Minimart တို့မှာဆိုရင် site မှာပေါ့နော်ဘာ product တွေstock ပြတ်နေပြီလဲဆိုတော့ track လုပ်ပြီးတော့တခါတည်း order တင်လို့ရတယ်ပေါ့နော်သုံးများတဲ့နေရာတွေကတော့ဒီ CRM လို့ခေါ်တဲ့ Customer Relationship Management နဲ့ဒီ stock tracking လုပ်တဲ့နေရာတွေမှာပို့ပြီးတော့အသုံးများတယ်ပေါ့နော်ချွင်းချက်အနေနဲ့ကတော့သူက desktop မှာပဲ install လုပ်ပြီးအသုံးပြုလို့ရပါသေးတယ် Microsoft Teams ကတော့လူတွေတော်များသိကြမယ်လို့ထင်ပါတယ်အဓိကတော့ meeting တွေ webinar တွေ join ဖို့တော့ပေါ့နော်လက်တွေ့မှာသုံးဝင်တဲ့ချက်ကတော့ meeting schedule meeting recording remote control နဲ့ auto transcript လုပ်တာတွေအပြင်မှာ chat video call OneDrive file sharing တွေကို team မှာ300အထိစီမံခန့်ခွဲနိုင်တာဖြစ်တဲ့အတွက် Microsoft Teams ကတော်တော်လေးကိုသုံးဝင်တယ်ပေါ့နော်နောက်တစ်ခုကတော့ Exchange Online ပါပဲသူကတော့ business class email system တစ်ခုဖြစ်ပါတယ် custom domain တစ်ခုဥပမာတက်တက်ဆိုရင် admin@tatsmyanmar.com ပေါ့နော် domain နဲ့သူ့ရဲ့ share calendar တွေကို securely သုံးပြုလို့ရတဲ့ရိုးရိုး mailing system တစ်ခုလို့ထင်ရပေမဲ့သူ့မှာ malware နဲ့ spam mail တွေကို filter လုပ်ပေးတဲ့ feature တွေပါတယ် data loss prevention နဲ့ email encryption တွေပါတဲ့အပြင် automatic disaster email recovery တွေလည်းပါတာမလို့ security ဘိုင်းရကြည့်ရင်တော့တော်တော်လေးကိုမိုက်တယ်ပေါ့နော်ခဲ CI ကတော့ SharePoint online ပါပဲသူကတော့ဘာလို့ CI ဖြစ်နေလဲဆိုတော့ Office apps တွေအပြင် Microsoft 365 apps တွေအကုန်လုံးသူနဲ့ချိန်ထားတာဖြစ်တဲ့အတွက်ဘယ် file နေကိုယ့်ရဲ့ SharePoint ပေါ် folder ထဲမှာတင်လို့ရတယ်ပေါ့နော်ပြန်လာအပြင် SharePoint ပေါ် file တွေကိုလည်း M365 app တွေထဲကနေပြန်ပြီး share လို့ရတာဖြစ်တဲ့အတွက် internet site တစ်ခုလို့အသုံးဝင်တဲ့ feature တစ်ခုဖြစ်တယ်ပေါ့နော်နောက်တစ်ခုကတော့ OneDrive for Business ပဲဖြစ်ပါတယ်user တယောက်ချင်းစီအတွက်ကိုတော့ 1TB cloud storage ရတယ်ပေါ့နော် file တွေကို securely share လို့ရပြီးတော့ဘယ်နေရာနေမဆို rewrite လုပ်လို့ရတယ်ပေါ့နော်ဒီနေရာမှာ SharePoint နဲ့ပါကွာလဲဆိုရင် OneDrive က user base ဖြစ်တဲ့အတွက်license နဲ့ထုတ်ခံလိုက်ရတာတို့အလုပ်ထွက်သွားတာတို့ဆိုရင်သူ့ file တွေက auto ပျောက်သွားမှာဖြစ်ပြီးတော့ SharePoint ကတော့ဒီ organization base ဖြစ်တဲ့အတွက် access control အကုန်လုံးကို organization admin ကနေပဲ manage လုပ်လို့ရတာဖြစ်တဲ့အတွက်ပို့ပြီးတော့ reliable ဖြစ်တယ်ပေါ့နော် Microsoft Form ကလည်းအသုံးဝင်တဲ့ application တစ်ခုဖြစ်ပါတယ်ကို organization ထဲမှာဖြစ်ဖြစ် customer တွေအတွက် feedback တို့ quiz တို့survey collection တို့လုပ်ချင်တာဆိုရင်တော့ဒီ form ကိုအသုံးပြုပြီးလုပ်လို့ရတယ်ပေါ့နော် customer insight တွေရဖို့အတွက်လည်းအသုံးဝင်တဲ့ app တစ်ခုဖြစ်တယ်ကျွန်တော်ရုံးမှာဆိုရင်လည်းဒီ office trip တို့ outing တို့ dinner တို့ထွက်မယ်ဆိုရင်ဘယ်ကိုသွားမလဲဆိုတာကိုဒီ form ကနေမှတစ်ဆင့် survey ကောက်ပြီးတော့သုံးပြချက်ချပါတယ်နောက်ထပ်သုံးဝင်တဲ့ app ကတော့ Microsoft Planner ဖြစ်ပါတယ်သူကတော့ task တွေကို assign ချလို့ရမယ်ပြီးဒီ task တွေရဲ့ priority တွေကိုပြောင်းလို့ရတယ်ပေါ့နော် progress track လုပ်လို့ရလို့ productivity ကိုတိုးစေတဲ့အပြင် performance ကိုကြည့်ပြီးတော့လည်း KPI တွက်လို့ရတဲ့အထိပါသုံးဝင်ပါတယ် Visio Web App Limited ကတော့ဒီ flow chart တွေ organization chat တွေ ERP တွေကိုဖန်တီးဖို့နေရာမှာသုံးဝင်ပါတယ် visual template တွေနဲ့ process mapping တွေအတွက်သုံးဝင်တဲ့ app တစ်ခုလည်းဖြစ်ပါတယ်တခုရှိတာ Microsoft 365 standard business standard plan မှာတော့ Web app ရဲ့ template တွေက limited ဖြစ်ပါတယ်เนาะနောက် PowerPoint နဲ့ဆင်တူတဲ့ Microsoft Suite ကလည်း last minute မှာတော်တော်သုံးဝင်တဲ့ app ဖြစ်ပါတယ် Suite ဆိုတာတော့ portfolio တွေ business presentation တွေကိုအချိန်တိုအတွင်းမှာမြန်မြန်ဆန်ဆန်ဖန်တီးနိုင်တဲ့ app တစ်ခုဖြစ်တယ်
PowerPoint လိုမျိုးအချိန်ပေးပြီးတော့ customer မလုပ်ချင်ဘူးမြန်မြန်ဆန်ဆန်နဲ့ပဲ powerful presentation တစ်ခုလိုချင်တယ်ဆိုရင်တော့ဒီ Sway ကိုအသုံးပြုလို့ရပါတယ်နောက်ပြီး mic တဲ့ feature တစ်ခုက Sway project ကိုဒီ web application တွေ website တွေထဲမှာ embed လုပ်လို့ရတယ်ပေါ့နော်ဒီမြုပ်ပြီးတော့ဖော်ပြလို့ရတယ်ဒီဟာလည်းဒီ project manager တွေ developer တွေတော်တော်ကြိုက်တဲ့ feature တစ်ခုလို့ပြောလို့ရပါတယ်အခုဒီ Microsoft 365 Business Standard Plan မှာပါတဲ့ apps တွေပြပြပေးဆိုတော့ဒီ apps တွေရဲ့ return on investment လို့ခေါ်တဲ့ ROI တန်ဖိုးကိုထပ်ပြီးတော့တွက်ပြပေးပါမယ်နောက်တစ်ခုက Microsoft ကသူ့ရဲ့သနာပြုခိုင်းထားတဲ့ research paper တစ်ခုမှဆိုရင်လည်းပေါ့နော်ဒီ business plan ရဲ့ ROI က223ရာခိုင်နှုန်းnet present value လို့ခေါ်တဲ့ NVP က$6,310,000တန်ဖိုးရှိတယ်ပေါ့နော်အဲ့တော့ဒီ research ကိုကြည့်ချင်းအဖြစ်လဲ Microsoft 365 Business Standard Plan က ROI တန်ဖိုးဘယ်လောက်ထိမြင့်လဲဘယ်လောက်ထိအသုံးဝင်လဲဆိုတာကိုခန့်မှန်းနိုင်ပါတယ်ကျွန်တော်ဈေးနှုန်းလေးလည်းနည်းနည်းရှင်းပြချင်သွားသေးတယ်ဥပမာတခြား cloud storage တစ်ခုကိုဝယ်ယူမယ်ဆိုရင်ပြအနေနဲ့$5လောက်ရှိပါတယ် mail service အတွက် exchange online plan 1ကိုတည်တံ့ဝယ်မယ်ဆိုရင်တော့$4ကျသင့်ပါတယ် Microsoft Teams ကိုဝယ်ယူမယ်ဆိုရင်လည်း$4ကျသင့်ပါဦးမယ်အဲ့တော့ဒီသုံးခုပေါင်းတာနဲ့ဒီ bundle တစ်ခုလုံးကြီးရဲ့ price တက်ကိုပို့ပြီးတော့ကျော်လွန်နေပါပြီဒါ pricing ရှင်းပြတာပေါ့နော်အဲ့တော့နောက်ဆုံးအနေနဲ့အခုလို tools တွေကို centralize လုပ်ပေးထားတဲ့ bundle တစ်ခုကဒီ SMP တွေအတွက်ကိုပေါ့နော် time consuming တွေteam work တွေပို့ပြီးကောင်းဖို့အတွက်နဲ့တခြား cost တွေ reduce လုပ်ပေးတဲ့ solution တစ်ခုဖြစ်ပါတယ် security features တွေပါဝင်ပြီးတော့ IT နဲ့ပတ်သက်ပြီးသိပြီးနားမလည်ဘူးဆိုရင်လည်းကျွန်တော်တို့ Tethys company ကနေ24/7 support ပေးတာဖြစ်တဲ့အတွက်ယုံကြည်စိတ်ချစွာနဲ့အသုံးပြုလို့ရပါတယ်ဒီဗီဒီယိုကလည်းလူချင်းမင်းတို့လုပ်ငန်းတွေအတွက် Microsoft 365 plan ကိုရွေးချယ်ဖို့ idea တစ်ခုဖြစ်မယ်လို့ညွှန်လင့်ပါတယ်ကဲလို့လူချင်းမင်းတို့ရဲ့လုပ်ငန်းတွေမှာ productivity အမြင့်ဆုံးနဲ့ ROI တန်ဖိုးအများဆုံးရချင်တယ်ဆိုရင်တော့ကျွန်တော်တို့ Tethys company ကိုဆက်သွယ်ပြီးတော့ Microsoft 365 plan တွေအကြောင်းကိုလည်းအသေးစိတ်ထပ်မံဆွေးနွေးလို့ရပါသေးတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်